Tami Pine, Taminia, Gradadan, Tandale. A Piale, Tamiu Chide, Jamlu, or the kitchen now, you know. Tamita Loame. Tamita Lo and a Dilan, Luduana, Blue Yame. Tamiale, Tami Pitchana, Matami Pitchana. Tami Lochana, Yam Lome. Alule, Kake, she had a Jamlu, Blue Pishin Yam, Nesali, and you be bouncing. နံပါတ် 1 သမီးကိုဦးအောင်ပြောခြင်းလေတကယ်ကြီးပွားတိုးတဲ့ချမ်းသာခြင်းနဲ့ဆိုရင်သမီးအဖေပေါ်မှာလှုပ်ထားတဲ့ကံဒီခဏတောင်းပန်လိုက်ပါအုတ်တိုင်းကိုခေါင်းနဲ့တိုက်လို့မရပါဘူးအုတ်တိုင်းကသူ့ကိစ္စသူလုပ်မှာခေါင်းနဲ့တိုက်ရင်ကိုခေါင်းကွဲရုံပဲရှိတယ်နော်အဖေတွေအမေတွေကဒီလိုပဲသူတို့အုံနောက်သူတို့အဆင့်နဲ့ပဲအခုဦးအောင်တို့လွန်ဆွဲတယ်ကိုလူဟန်ရဲ့မစိမ့်မို့ဆိုကူဘန်ကောက်ကတင်လာတယ်ကိုလူဟန်လေသူတို့ရဲ့ပြောနည်းလေးတွေမှန်တဲ့ခါကျတော့အဖေကနည်းနည်းလေးရွှေ့ပေးရတယ်လူကြီးဆိုတာအခုပြောပြရတယ်လေအခုဦးအောင်သမီးတွေကိုပြောတယ်အန်တီမိုစီကဟိုနေ့ကနေဘန်ကောက်ကပြန်လာသမီးငယ်လေးဟဲ့ငယ်လေးတဲ့နင့်ငါမွေးလို့ကြီးတာဗါတယ်ငါမွေးလို့ကြီးတာငါမွေးလို့ကြီးပြီပဲငါကြီးရင်တော့မမွေးနိုင်တော့ဘူးမဟုတ်လားအဲ့တော့ခမည်းမွေးတော့အရွယ်မဟုတ်တော့ဘူးကြီးတော့ခမည်းမမွေးနိုင်တော့ဘူးအဲ့တော့မိဘကိုကဘာလို့မှာအကျိုးတင်အကြောင်းတင်ရှင်းပြဖို့လိုတယ်အဖေဒီကိစ္စဒါရှိတယ်ဒါပေမဲ့ဦးအောင်လည်းရွှေတော့သွားဖို့အတွက်အမေလုံးဝခွင့်မပြုဘူးလုံးဝအမေလက်မခံဒါပေမဲ့တချို့ကိစ္စတွေမှာကို့အတိတ်အကြောင်းကထောက်ပံ့မဲ့လူတွေရှိတယ်စွန့်စွန့်စားစားလုပ်ပါဒါကိုလှုပ်တဲ့အလုံးနဲ့အမေဟောတာအဖေကျွန်တော်တို့တမီးတော်ဒါမှန်တယ်သားမှန်တယ်ဆိုတာအချိန်တစ်ခုနဲ့ပေးဆိုင်ရင်ဩမိဘဆိုတာမိဘတိုင်းမှန်တယ်လို့ပြောလို့မရဘူးလေဒါပေမဲ့အုတ်တိုင်းခေါင်းနဲ့တိုက်တယ်ဆိုတာတမီးခုနအာကုသူတွေလိုက်နေမယ်ဆိုရင်တော့ခုနပြောလို့ပေါ့ညင်းဆွဲတဲ့ဘိန်းလိုပဲဘိန်းကနောက်ကမီးခွက်တွေတို့ခုနကားလိုပဲသူ့ဟာတွေကအော်တိုမက်တစ်ပါနေမှာပဲเนาะအဲ့တော့အဲ့ဒီအာကုသူကံတွေမယူနဲ့ပြီးရင်တမီးတရားလေးပါလေးထိုင်တရားများများလာပြီးလို့ရှိရင်အဖေနဲ့အမေအဖေကိုကြော့ဖို့လုပ်ပါကျေးဇူးတင်ပါတယ်နော်